Okay ဆိုတော့အားလုံးပဲမင်္ဂလာပါဘလို့ရေကျွန်တော်ကတော့ Spider Key ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ကတော့ကျွန်တော်မလုပ်တာလဲဆိုတော့ကျွန်တော် Java ထဲမှာပေါ့နော်ကျွန်တော် hardcore လာဆောတာဖြစ်ပါတယ်ကျွန်တော် Java ထဲမှာ micro hardcore ကစားတာလေးဟုတ်တယ်မလားဆိုတော့အဲ့ဒါ bro လဲကျွန်တော်ပြချင်တာနဲ့ဗီဒီယိုလေးရိုက်လိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော် Java မှာ hardcore လာဆောပါပေါ့နော်ဆိုတော့ခုကတော့ကျွန်တော် Mind တွင်းထဲမှာလာပြီးတော့ Mind 2လာဖြစ်ပါတယ်ခင်ဗျာဆိုတော့မိုင်းတူးနဲ့တော်တော်လေးကြာပြီတူးနေတာမကြီးအာယုန်နေဆိုလည်းအများကြီးရပြီဒိုင်းမွန်ကတော့ပြည့်တီ12တုံးပဲရသေးတယ်ထားပါတော့အဲ့တော့ကျွန်တော်ခုဆက်တူးမယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တန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 ်ကျွန်တော်ဆက်တူးမှာဟောကျွန်တော်ဖုန်းဘက်ကတော့လာခဲ့ပြီးသားပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်သွားမှာဆိုတော့ okay ရှိမှာအာယုန်နေရှိတယ်ဒီမှာလာပစ်ရှိတယ်လာပစ်ကအဲ့လောက်တော့မလိုပါဘူးဒါပေမဲ့အာယုန်လေးနည်းနည်းထပ်တူးထားလိုက်မှာပေါ့နော်ဆိုတော့ကျွန်တော်ဟာကောကရင်တော့ကလည်းဆိုအခုပြန်ဆို diamond တွေ့ပြီဗျာငါ diamond နှလုံးနဲ့လားမင်းကလည်းပေးပါအောင်နည်းနည်းတော့ထပ်ပြီးတော့မပေးတော့ထားပါတော့အဲ့တော့ကျွန်တော်ဒီဘက်မှာဘာဆက်ရှိမလဲ spawners yeah ချက်စီက what the ဘာမှလည်းမရှိဘူး